ဒူဒေသနာစာတမ်းတွေဖတ်ရတာခေါင်းရှုပ်နေပါသလားဒီပြဿနာအတွက်နီလန်တစ်တစ်ခုကိုကြည့်ကြရအောင်တနစ်ကိုစာတမ်းပေါင်းတက္ကမတငါတိုင်းကျော်တောင်ထုတ်ဝေနေတာဆိုတော့တကယ့်ကိုတတိနဲ့ချက်လက်ပလေရေးတဲ့ရောက်နေတယ်လို့ပါပဲဒီလိုတရင်ချက်လက်တီများလို့တော့အရေးကြီးတာတွေရှာဖို့တော်တော်ခက်ခဲသွားပါတယ်ဒါဆိုဒီလိုတရင်အချက်လက်ပင်လက်ကြီးကိုတကယ်အသိပညာthiếtဘယ်လိုပြောင်းမလဲအဖြေကတော့စနစ်တကျဖတ်ရှုဖို့အတွက်အခြေခံကြကြီးစံတက်တီတာနီလန်တစ်ခုကနေစာရောက်မှာပါဒါတော့ကွန်ပျူတာသိပ္ပံပညာရှင် SK Shop ရဲ့ 3pass approach ပါအစစ်30နဲ့ဖတ်တယ်နေပါအဆင့်တစ်ခုချင်းစီကအရင်အဆင့်ပေါ်မှာတိစောက်ထားတာပါအပေါ်ယံဂျုံကြည့်တာနေနည်းနည်းနားလည်သွားရဲ့အထိပေါ့ပထမဆုံးအစစ်ကအရေးအကြီးဆုံးစစ်ထုတ်မှုပါပဲဒီစာတန်းကအချိန်ပေးဖတ်ဖို့တန်မတန်ဆုံးဖြတ်ပြီးနိုင်လို့ပါခဏလောက်အပေါ်ယံကြည့်လိုက်ရုံနဲ့ဒီမေကွန်ဟောက်ကိုခုဖြေနိုင်တော့ပါလိမ့်မယ်ကဲဒီကန်ဝင်နီလန်ကိုခစ်တစ်တူဒီနဲ့အားဖြည့်လိုက်ရင်ကောဒီမှာ AI ဝင်လာပါပြီ AI က keyword ကယုံမဲရှာတာမဟုတ်ပဲမေခွန်းရဲ့တကယ်အတိပယ်ကိုနားလည်ပြီးရှာပေးတာပါဒါက AI ဟာစော့တန်းထောင်ပေါင်းများစွာတဲ့ကလူတွေတတိမထားမိနိုင်တဲ့စစ်စစ်မှုတွေကိုဘလို့ရှာပြီးနိုင်လဲဆိုတာပြနေတာပါပဲဒါဆိုရေးကြည့်တာကဒီနီလန်တစ်ခုကိုပေါက်ဆက်ပြီးခင်မီရဲ့လုပ်ငန်းစဉ်တစ်ခုတိစောက်ဖို့ပါပဲဒီမှာကြည့်လိုက်ရင် AI ဟာအဆင့်တိုင်းမှာညကိုယ်တိုင်လို့ရတဲ့အလုပ်ချင်းတွေကိုဘလို့တတ်တာစေလဲမြင်နိုင်ပါတယ်ဒီလိုပေါင်းဆက်လို့ဆောင်လိုက်ခြင်းကအတွေ့အခေါ်ကိုလုံးဝဖြောင်းလဲသွားစေပါတယ်တွေ့ရမြင်ရလိုက်ဖက်ပြီးလမ်းပြောင်နေမဲ့အစားအသိပညာကိုရွေးချယ်ပြီးဥတီချရှိရှာဖွေနိုင်လာမှာပါဒါကခေတ်သစ်နီးပညာနဲ့ကန်ထဝစ်နီးလန်းကောင်းတွေကိုပေါင်းဆက်ပြီးပိုထက်မြက်အောင်လှုပ်ဆောင်တာပါပဲတခုတည်းသောမိခွန်းကတော့ဒီအားကောင်းတဲ့နီးလန်းတဲ့နဲ့ဘလို့ဖုံးခွေနေတဲ့ဆက်ဆက်မှုတွေကိုအရင်ဆုံးရှာဖွေတွေ့ရှိမလဲဆိုတာပါပဲ